ထိုင်းနိုင်ငံမှာမြန်မာအလုပ်သမားမျိုးသမီးတဦးရထားကျိတ်ခံရပြီးသေဆုံးခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ထိုင်းနိုင်ငံစမုစာခွန်ခရိုင်မဟာချိုင်မြို့မှာမြန်မာအလုပ်သမားမျိုးသမီးတဦးရထားကျိတ်ခံရပြီးသေဆုံးခဲ့တယ်လို့ထိုင်းသတင်းဌာနတွေရဲ့ဖော်ပြချက်အရသိရပါဗျ။ဒီကနေ့မေလ31ရက်နနက်8 နာရီခန့်မှာမဟာချိုင်ပူရာနီမြန်မာအလုပ်သမားအမျိုးသမီးတဦးရထားကျိတ်ခံခဲ့ရတာဖြစ်ပါတယ်။မဟာချိုင်မြို့နယ်နွဲလုံးမစ်ဆွဲတစ်အနီးကအလုံယုံတစ်ခုကနေညာဆိုင်အလုပ်ပြီးတာကြောင့်ကားနဲ့ပြန်လာတဲ့မြန်မာအလုပ်သမား6ဦးဟာကားနဲ့ရထားလမ်းဖြတ်ကူချိန်ရထားနဲ့အလွန်နီးကပ်တာကြောင့်ကားပေါ်ကနေခုန်ဆင်းရာကနေအမျိုးသမီးတဦးရထားကျိတ်ခံခဲ့ရတာဖြစ်ပါတယ်။အခုလိုဖြစ်ပွားခဲ့ရတာဟာကားသမားပေါ်ဆမှုကြောင့်ဖြစ်ပြီးရထားကျိတ်ခံရတဲ့အမျိုးသမီးဟာနေရာမှာပဲသေဆုံးခဲ့တယ်လို့သိရပါတယ်။ရထားကျိတ်ခံရမှုကြောင့်သေဆုံးခဲ့သူဟာအသက်28နှစ်အရွယ်မဖြူဖြူဆိုသူဖြစ်ပါတယ်။ထိုင်းနိုင်ငံကရထားလမ်းတွေဟာမြို့အဝင်နဲ့လူစီကားတဲ့နေရာတွေမှာသာအကာရန်ထားပြီးရက်ကွက်အတွင်းဖြတ်တန်းသွားတဲ့နေရာအများစုမှာတော့ရထားလာချိန်ဖြတ်တန်းလို့မရအောင်အကာရန်ထားရှိတာနေတဲ့အတွက်အခုလိုမတော်တဆမှုတွေမကြာခဏဖြစ်ပွားလေးရှိပါတယ်။ဒီပြဿနာကိုဖြေရှင်းနိုင်မှုအတွက်စမုစာခွန်ခရိုင်ရဲတပ်ဖွဲ့ဟာဂုံးကျော်ဖြန့်လန်းတိစောက်ဖို့ဆောင်ရွက်နေရသလိုရထားလမ်းကူးနေရာတွေမှာလုံခြုံရေးအကာရန်တွေတိစောက်နိုင်မှုစီစဉ်နေရလို့လည်းစမုစာခွန်ခရိုင်ရဲတပ်ဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်။